ပရွက်စိတ်လေးတစ်ကောင်ဟာတောထဲကိုလမ်းလျှောက်ထွက်လာရင်မိုးတဲထက်စွာရွာသွန်းလာတာကြောင့်မှုပွင့်လေးတစ်ပွင့်အောက်မှာခိုလုံနေခဲ့ရပါတယ်ခဏအကြာမှာတော့မိုးဆူနေတဲ့လိပ်ပြလေးတစ်ကောင်ဟာလည်းမှုပွင့်လေးအောက်ကိုရောက်လာခဲ့ပါတယ်အဲဒီနောက်မှာလည်းကြွက်လေးတစ်ကောင်ကမှုပွင့်လေးအောက်ကိုမိုးခုတ်ဖို့အတွက်ရောက်လာခဲ့ပါတယ်တန်ရရထားတဲ့ငှက်လေးတစ်ကောင်ဟာလည်းမှုပွင့်လေးအောက်မှာမိုးခုတ်ဖို့အတွက်ကျန်တဲ့တိရစ္ဆာန်တွေကိုခွင်တောင်းလိုက်ကြပြီးနေရာချင်းချင်းလေးထဲမှာစူပေါင်းပြီးမိုးခုတ်နေခဲ့ကြပါတယ်အဲဒီနောက်မြေခွေးတစ်ကောင်ရဲ့လိုက်ဖမ်းခြင်းကိုခံနေရတဲ့ယုံလေးတစ်ကောင်ဟာလည်းရောက်လာခဲ့ပါတယ်နေရာမရှိတော့ပေမဲ့ပရွက်စိတ်လေးကအပြင်ထွက်ပေးပြီးယုံလေးကိုနေရာပေးခဲ့ပါတယ်အဲဒီအချိန်မှာတော့မြေခွေးရောက်လာပြီးယုံကိုရှာတဲ့အခါအားလုံးကမတွေ့ကြဝိုင်းပြီးညာပေးခဲ့ပါတယ်မြေခွေးကတန်တရားဝင်ပြီးတိုက်ခိုက်မှုပြင်တဲ့အခါမှာတော့ပရွက်စိတ်လေးကမြေခွေးရဲ့နှာခေါင်းကိုအသေးအတန့်ကိုင်းလိုက်တာကြောင့်မြေခွေးဟာနာကျင်ပြီးထွက်ပြေးသွားခဲ့ပါတော့တယ်ဒီလိုနဲ့အချိန်အနေငယ်ကြာလို့မိုးတိတ်သွားတဲ့အခါမှာတော့အကောင်လုံးဟာအပြင်ကိုထွက်လာကြပြီးမှုံပွင့်လေးကိုကြည့်လိုက်ကြပါတယ်အစကလူနှစ်ယောက်စာပဲဆန်းတဲ့မှုံပွင့်လေးဟာအခုလိုတိရစ္ဆာန်တွေအများကြီးကိုဘယ်လိုကာကွယ်နိုင်တယ်လဲဆိုတာကိုအံ့ဩနေခဲ့ကြပါတယ်အဲ့ဒီအချိန်မှာပဲမှုံပွင့်လေးကအဘိုးကြီးတဦးအတွင်ကိုပြောင်းလဲသွားပြီးအဲ့ဒီအဘိုးကသူတို့အားလုံးကိုမင်းတို့ရဲ့ကျင်နာမှုကောင်းမွန်တဲ့စိတ်ထားနဲ့ခိုင်မာတဲ့ချစ်ကြည်ရေးတွေကငါ့ကိုကြီးထွားလာစေတာပါဒါကြောင့်ပဲငါကမင်းတို့အားလုံးကိုကာကွယ်ပေးနိုင်တာပါလို့သူတို့အားလုံးကိုရှင်းပြလိုက်ပါတော့တယ်ပြီးတော့ပါပြီ